မမောင်လွင်ဆိုတာဘာလဲဆိုတာသဘောပေါက်ပြီလားဟမ်တလုံးတည်းသောတွင်းကိုနဲ့နိုင်သွားတာနော်လုပ်ပါမမောင်လေးကိုဝိုင်းဆဲနေတဲ့ကောင်တွေလာပါအောင်ဘယ်ရောက်ဝင်လာလဲမန်ချက်စတာယူနိုက်တက်လို့အသင်းကြီးကိုကွာဟုတ်လားမြန်မာကစားသမားတဦးတည်းရဲ့တွင်းကိုနဲ့နိုင်သွားတယ်ဟာသူများနိုင်ငံတွေလိုလဲကွာကစားသမားတွေ၄ယောက်မပေါဘူး၃ယောက်မပေါဘူး၅ယောက်မပေါဘူးဟုတ်လားတယောက်တည်းသွားတာဟုတ်တယောက်တည်းပဲဘိုးသွေးပြီးတော့မန်ယူကိုနိုင်သွားတယ်ဗျာဟာဘလူပျော်လို့ပျော်မှန်းအောင်မသိတာဂိုးသွင်းသွားတဲ့ဟိုကဗီဒီယိုကောက်ရိုက်ချင်တယ်လားဂိုးသွင်းသွားပြီးမှပြောမှမန်ယူကပြန်သွင်းတရေတွေဘာတွေကြာသွားလို့ရှိရင်တော့じゃဗီဒီယိုရိုက်လိုက်တဲ့အပျော်ကြီးကတမျိုးဖြစ်သွားမှာဆိုလို့ပွဲပြီးတဲ့ဒီကိုစောင့်ကြည့်နေတာပွဲပြီးတဲ့ဒီစောင့်ကြည့်တော်သေးတယ်ကွာလုံးဝဂိုးပြန်မပေးလိုက်ရအောင်ဟုတ်လားမမောင်လွင်ရဲ့လုံးသေးတော့တွင်းကိုနဲ့ Manchester United အသင်းကိုကျွန်တော်တို့ဒီ MBY Bank ဖလားဘောလူပွဲမှာအနိုင်ရရှိပြီးတော့ကျွန်တော်တို့ဖလားကြီးကိုစုကူးသွားပြီဖြစ်ပါတယ်ကျွန်တော်တော်ပျော်နေတယ်ဗျကျွန်တော်တေးသေးချာလည်းစကားတွေမပြောနိုင်တော့ဘူးအဲ့တော့ဗီဒီယိုလေးကိုတီးခံပြီးကြည့်ပေးပါအရန်ပျော်တယ်ဗျတော်တော်လေးကိုပျော်တယ်ဘလို့ပျော်လို့ပျော်မှန်းမသိဘူးကျွန်တော်ဂိုးသွင်းသွားတော့ထခုံလာမျောပေးလိုက်တယ်ထိန်းအောင်မတည်းခါလဲပိတ်သွားတယ်အိုနာနာကိုမသွင်းလိုက်ရတာကွာနားတယ်အိုနာနာကိုတော့သွင်းလိုက်ရလို့ရတာလှပြီโอเคဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့အနေငယ်သုံးသက်ချက်လေးနဲ့ငယ်ပြောမယ်ပေါ့နော်ကျွန်တော်ဒီ Manchester United အသင်းအနေနဲ့ကျွန်တော်ဒီပထမပိုင်းပွဲကစားချိန်မှာတော့ကျွန်တော်ဒီခေါင်းကြီးအသင်းကောင်းဆောင်ဖြစ်တဲ့ခေါင်းကြီးကပွဲထွက်လာတယ်ပြီးတော့ကျွန်တော် Casemiro ပါတယ်အိုနာနာပါတယ်ပြီးရင်ဒါလောတို့ပါတယ်ဒီနာမည်ကြီးကစားသမားတွေဒီကစားသမားတွေပါတယ်ဒီကစားသမားတွေမိနစ်30ကျော်လောက်ထိဆော့သွားတယ်ခေါင်းကြီးလည်း30ကျော်လောက်ထိဆော့သွားတယ်တောက်ကံဘောကနေခေါင်းကြီးပိုင်းတက်တိုက်လိုက်သေးတယ်ခေါင်းကြီးကခေါင်းကြီးဆိုတဲ့အတိုင်းပဲဗျာတက်တိုက်လိုက်သေးတယ်အဲ့တော့မိနစ်30ကျော်လောက်ထိဆော့သွားတယ်မမောင်နေရတဲ့ကျွန်တော်တို့ဒုတိယပိုင်း53မိနစ်ကြာမှလူစားခွင့်လာတယ်မိနစ်80မှာသူသွင်းသွားတဲ့ဂိုးနဲ့ကျွန်တော်တို့အနိုင်ရရှိသွားတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဒီ Manchester United အသင်းကဒီဒုတိယပိုင်းမှာတော့ကျွန်တော်တို့ဒီ Bruno Fernandes, Garnacho, Ivan အစရှိတဲ့ကစားသမားတွေတော့ထည့်သွင်းလာတယ်ပေါ့နော်ပထမပိုင်းနဲ့ဒုတိယပိုင်းနဲ့တော့သူတို့ဒီပရိသတ်တွေတည်တဲ့နာမည်ကြီးကစားသမားတွေကိုသူတို့မျှပြီးတော့တုံးပါတယ်ကျွန်တော်ဒီအာဆီယံ All Star အသင်းအနေနဲ့ကလည်းကစားသမားတွေကိုသူတို့အနေနဲ့စုံစုံလင်းလင်းထည့်သွင်းပြီးအသုံးပြုသွားတယ်ပေါ့နော်အဲ့ဒီထဲမှာမှရှာပပကျွန်တော်တို့မြန်မာနိုင်ငံကကစားသမားမမောင်လွင်ရဲ့တွင်းကိုနဲ့ကျွန်တော်ဒီ Manchester United ကိုအနိုင်ရရှိခဲ့ပါပြီကျွန်တော် Manchester United အသင်းအနေနဲ့ကလည်းတရားဒီလုံးပရီးမီးယားလိမှာလည်းတိုင်ပတ်ယူပါလိဖလားမှာလည်းရှုံးအာဆီယံ All Star အသင်းမှာထက်ရှုံးမန်ဖန်ဒီအတွက်ကတော့မျက်ရည်နှစ်ဆက်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီမြန်မာဘောလုံးလောကနဲ့မြန်မာဘောလုံးအတိုင်းဝန်းကိုဝိုင်းဝန်းပြီးတော့ဒီမှာကိုယ်နိုင်ငံအတင်းကိုယ်ဘောလုံးအတင်းအောင်တော့မှာပဲစောက်ပြီးမဆိုင်တဲ့ကောင်တွေရှိတယ်ကျွန်တော်အမြင်ကတ်ဆောင်ကတော့ဒီအဲ့လိုမျိုးနိုင်ငံတကာအသင်းတွေကိုအားပေးနေတဲ့ social influencer တွေပြတဲ့မလားဒီကောင်တွေကမြန်မာနိုင်ငံသားတယောက်ဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ဘောလုံးကိုလေနည်းနည်းလေးတော့မစိတ်ဝင်စားဘူးဒီကောင်တွေကတဲ့မှာမန်ဖန်တွေချက်စီဖန်တွေဘာဘူးဖန်အာကြီးဖန်တွေပေါ့ဗျာနည်းနည်းလေးတော့စိတ်ဝင်စားတဲ့ကောင်တွေဟုတ်ကြီးကမမောင်နဲ့ဘလို့တိတ်သွားတယ်မင်းတို့မန်ယူဟုတ်လားအဲ့ဒါမမောင်တွင်အဲ့ဒါမြန်မာကစားသမားအဲ့ဒါမြန်မာဘောလုံးကစားသမားရှင်းလားမင်းတို့ဘောလုံးအဖွဲချုပ်တယ်နော်ကစားသမားဘလောက်ကောင်းလဲဂုံရပြီငါတို့ဆောင်းဟန်းဂုံရတယ်ရမ်းပျော်တယ်ဘလို့ပျော်လို့ပျော်မှမသိဘူးစောင်းရမ်းပျော်တယ်ဗျာဘလို့လည်းကျွန်တော်တို့ပဲဖြစ်နိုင်တယ်ကျွန်တော်ကတော့အပျော်ဆုံးပဲကဘာပေါ်မှာအပျော်ဆုံးလူသားတော့ကျွန်တော်ပါပဲမမောင်လေးကလည်းအရန်ကျေးဇူးတင်တယ်ကျွန်တော်ဆူတောင်းလိုက်ရတာမမောင်လေးဂိုးသွင်းပါစေအစတော့ကတော့ဂိုးရဖို့တော့မျောလင်းချက်ကြီးတော့အရန်တော့မထားဘူးဗျပွဲထွက်ခွင့်ရမယ်ကစားခွင့်ရမယ်ဆိုရင်တော့မှပဲကျဉ်တ်တဲ့အနေထားဒါပေမဲ့ဂိုးပါသွင်းသွားတယ်ဆိုတော့ဗျာအတိုင်းထက်အလုံးပါပဲအရန်ပျော်တယ်အဲ့တော့ကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော်အစအဆုံးကြည့်တယ်ညီကိုတွေပြန်ကြည့်ဖို့အတွက်လည်းကျွန်တော် highlight video လေးကိုအခုကျွန်တော်လုပ်မယ်ကျွန်တော် highlight video လေးကိုတိတိကျကျလုပ်ပေးမယ်ပေါ့နော်အဲ့တော့အပျော်လေးတွေ comment မှာမျှဝေပေးခဲ့ပါဦးကျွန်တော်ကတော့တိတိကျကျဘာမှသိမပြောနိုင်တော့ဘူးဗျာမမောင်လေးဂိုးသွင်းသွားတာအရန်ပျော်တယ်ကျေးဇူးတင်ပါတယ်မမောင်လေးရေကျေးဇူးတင်ပါတယ်အရန်ကျေးဇူးတင်တယ်မမောင်လေးရေတကယ်ပြောရတယ်ဒီကျွန်တော်မြန်မာနိုင်ငံထဲမှာဗျာပြဿနာပေါင်း16000နဲ့ဗျာစိတ်ဆင်းရဲနေရတဲ့အချိန်မှာဒီဘောလုံးလေးကနေပြီးတော့ပဲပေးလိုက်တဲ့ပျော်ရွှင်မှုကတကယ်ဦးမှာဗျာဘလို့ပြောလို့စကားတွေတော့ကျွန်တော်မပြောတတ်တော့အဲ့တော့အရန်ပျော်တယ်ဗျာဘလို့လည်းကျွန်တော်လိုပဲပြောလိမ့်မယ်ထင်တယ်အပျော်လေးတွေကို comment မှာဝင်ရောက်ဆွေးနွေးပေးတော့ပါအောင်
ကျွန်တော်လည်းဒီ video highlight လေးကိုကျွန်တော်လုပ်လိုက်ပါအောင်မယ် bro တို့ကြည့်ဖို့အတွက်ကျေးဇူးတင်ပါတယ်